တကယ်လို့လူကြီးမင်းတို့စီမှာသမင်းတပကံရှိတယ်ဆိုရင်စစ်ပါအိတ်ထဲထည့်ပြီးတော့သူ့ကိုပြားသွားအောင်ဒလိန်လုံးနဲ့လိမ်ပေးကြည့်လိုက်ပါအိမ်နောက်မှာတော့ဖန်ခွက်အဝါနဲ့စံပြားဝိုင်းလေးရအောင်ဖြတ်ထုတ်ပြီးတော့စီပူတဲ့အခါမှာအိုရဲထည့်ကြော်လိုက်ပါမယ်မီအေးအေးလေးနဲ့မျက်နှာပြင်နှစ်ဖက်လုံးရှိုးအောင်တန်းတဲ့အထိကြော်ပေးလိုက်မယ်ဆိုရင်တော့သမင်းရဲ့ဝင်းနံတင်တင်လေးထွက်ရှိလာပါလိမ့်မယ် sauce ပြားရည်တစ်စုံခရမ်းညင်ဒီဆော့တစ်စုံထည့်မွေပေးထားလိုက်ပြီးစံပြားတွေပေါ်တုပ်လိမ်ပေးလိုက်ပါအိမ်နောက်မှာတော့နှမ်းလေးဖြူပေးလိုက်မယ်ဆိုရင်တော့ရပါပြီကြည့်လိုက်ရင်တော့ရင်းကြီးသမင်းလေးလိုထင်ရပေမဲ့သူ့ရဲ့အရသာကတော့မွေမွေကျွတ်ကျွတ်လေးပဲဖြစ်ပါတယ်သမင်းတပကံကိုဒီလိန်လုံးနဲ့ဒီလိုမျိုးထူထောင်ပေးလိုက်ပါအရင်ကြီးကြည့်ဖို့တော့မလိုအပ်ပါဘူးဒီလိုမျိုးအနှဲငယ်လေးဆေးကက်လာပြီဆိုရင်တော့စစ်ပါတဲ့အိတ်ထဲပြောင်းထည့်ပြီးတော့ပြားသွားအောင်လှိမ့်ပေးလိုက်ပါတယ်အိမ်နောက်မှာတော့ကက်ကြီးနဲ့အမြောင်းလေးရအောင်ညှက်ပြီးတော့ဒီလိုမျိုးပလတ်စတစ်ကိုခွာလိုက်မယ်ဆိုရင်တော့မကတ်တော့ပါဘူးတကယ်လို့သမင်းကိုထောင်းတာအရန်ကြေသွားတယ်ဆိုရင်တော့နည်းနည်းကတ်နိုင်လို့အေးခဲပြီးမှခွာလို့ရပါတယ်အိုးရဲစီထည့်ပြီးတော့သူ့ကိုမီအေးအေးနဲ့ရွှေဝါအောင်တန်းကျွတ်အောင်ကြော်ပေးလိုက်ပါမယ်အိုးကနေဆဲထုတ်ပြီးတဲ့နောက်ပဲပြီးဆက်အမှုန့်ထားပါမို့ပဲပုံမှုန့်ဖြူပေးလိုက်ပါတကြားညိုနဲ့ရေကိုရောပြီးတော့သူ့ပေါ်ဆန်းပေးလိုက်မယ်ဆိုရင်တော့စားလို့ရပြီဖြစ်ပါတယ်အချို့ကြရင်တော့တကြားညိုကြိုထားတာများများဆန်းလို့ရပါတယ်အပေါ်ကွန်ကျွတ်ကျွတ်လေးကကြော်လိုက်တဲ့အခါမှာအခေါင်းပေါက်လေးဖြစ်သွားလို့သူတွေကတခုခုအစာတုပ်ပြီးစားမယ်ဆိုရင်လည်းအရန်စားကောင်းနေပါလိမ့်ဒါဆိုရင်သမင်းချမ်းကိုသုံးပြီးတော့ပဲနောက်ထပ်အချို့မုံတစ်မျိုးလှူစားကြည့်ကြရအောင်ပါသမင်းနွားနို့နဲ့တကြားကိုသုံးပြီးတော့မီးအလဲအလန်းနဲ့သမင်းစီတိုင်းကနွားနို့တွေဆုပ်ယူသွားအောင်လို့ကြိုပေးလိုက်ပါမယ်ပကံထဲကိုနှစ်စွန်းလောက်ခက်ထည့်ပြီးရင်တော့ကျန်တာကိုမုံနဲ့ဖြစ်အောင်ကြိတ်ပေးလိုက်မယ်ဆိုရင်တော့ပါဝင်ပစ္စည်းအရန်ကိုရိုးရှင်းတဲ့စံပူတင်းကိုရပါပြီချောကလက်အရသာဖြစ်အောင်လဲလုပ်လို့ရပါတယ်နှစ်နာရီလောက်အေးခံပြီးရင်တော့မျက်နှာပြင်ပေါ်မှာတကြားနဲ့ငယ်ဖြူပြီးတကြားလွှာတစ်ထပ်ပါအောင်လုပ်ပေးလိုက်မယ်ဆိုရင်တော့အရသာပူချိုသွားစေနိုင်ပါတယ်ဒီလိုလုပ်ထားတဲ့နို့ပူတင်ကနှွေးနှံတင်းပြန်ပြီးတော့ချိုချိုဆေးဆေးလေးမို့အရန်စားလို့ကောင်းပါတယ်ကျိတ်ဆက်နဲ့မကြိတ်ထားတဲ့ဟာတွေကစားရတာသိပြီးတော့မလို့ညံပါဘူးဒါမဲ့ဝါလို့ကောင်းတာမလို့ထူခြားတဲ့အရသာကိုခံစားရစေနိုင်ပါတယ်ချောကလက်ကြိုက်တဲ့သူဆိုရင်တော့ဒီချောကလက်စံပူတင်လေးလှူစားကြည့်ဖို့အကြံပေးချင်ပါတယ်စားလိုက်ရင်အေးခဲထားတဲ့ချောကလက်လာပါအရသာမျိုးခံစားရပြီနဲ့အရန်ကြီးမအီတာမလို့လိုက်လှူစားကြည့်လို့ရပါတယ်ခင်ဗျာ